ဒီလိုလေးစိတ်ကူးရင်ကြည့်ပါလားကိုယ့်စီမှာလေးပေးစရာအကျွေးတွေတော့ရှိတယ်လိုနေတဲ့ငွေတွေတော့ရှိတယ်သုံးစရာငွေတွေလိုအပ်နေတာတွေရှိတယ်ဒါပေမဲ့လေစိတ်ပူပန်စရာမလိုဘဲနဲ့ကိုပေးရမယ့်ငွေလိုအပ်တဲ့ငွေကုန်ရမယ့်ငွေတွေကအချိန်မီအချိန်ကိုက်ကိုပဲကိုလောက်ဝယ်လက်ခံရပြီးတော့နီးလန်းအမျိုးမျိုးနဲ့ပေါ့လက်ခံရပြီးတော့ငွေလိုတာအတွက်ကိုပူပန်တော့ကပူလောင်နေစရာမလိုတဲ့အနေအထားမျိုးအဲ့လိုမျိုးဘဝအခြေအနေမျိုးကိုရောက်အောင်လုပ်နိုင်လား yes လုပ်နိုင်ပါတယ်ဆရာခင်တို့စီမှာနီးလန်းရှိတယ်ဒါအောင်ဆရာခင်တို့ကတမန်ငါရှန်ကအပေါ်ယံလေးပြောတာမဟုတ်ပါဘူးဆရာခင်တို့ရဲ့နီးစနစ်ရဲ့တက်တန်း၄နှစ်ကာလအလုပ်လုပ်လာတဲ့အတွေ့အကြုံ international client 1-on-1 session ပေါင်း1200ကျော်ဆောင်ရွက်ခဲ့ပြီးတဲ့အတွေ့အကြုံကိုတွေ့လက်တွေ့ရခဲ့ပြီးရဲ့ရလက်တွေကနေဒီစကားကိုပြောတာပါအဲ့တော့ကို့မှာအကျွေးရတော့ပေးစရာရှိမယ်ပတ်စံတွေပေးစရာရှိတယ်ပတ်စံတွေကုန်စရာရှိတယ်ပတ်စံတွေသုံးစရာရှိတယ်အဲ့မဲ့လက်ထဲမှာတော့လောဆယ်ပတ်စံမရှိနေသေးဘူးအဲ့မဲ့လိုအပ်တဲ့အရာတွေဒီအချိန်မီအချိန်ကိုက်လမ်းကြောင်းတွေပေါ်လမ်းကြောင်းတွေပွင့်ပြီးတော့ကိုလိုအပ်သောငွေကအချိန်မီအချိန်ကိုက်ကိုလက်ထဲရောက်လာမယ်ပြေလည်မယ်ချောချောမွေ့မွေ့အဆင်ပြေမယ်အဲ့လိုအနေထားမျိုးရောက်အောင်ဘယ်လိုလုပ်မလဲအခုနီးလန်းပေးပါမယ်နီးလန်းမပေးခင်ပေါ့နော်ဘယ်လိုမျိုးဖြစ်လာနိုင်မလဲဖြစ်လာနိုင်ခြေတွေဒီအများကြီးတော့ရှိတယ်ဒါပေမဲ့ဖြစ်နိုင်ခြေအများတာတွေပြောပြမယ်ပထမတစ်ခုကတော့လေလက်ထဲကိုငွေအကူအညီလက်ခံရရှိတာကိုသုံးမဲ့ငွေကိုကုန်မဲ့ငွေကိုအကျွေးဆက်ရမဲ့ငွေပတ်စံပမာဏတစ်ခုပါလေတရရောက်စီကနေပြီးတော့မှအကူအညီလွယ်လွယ်ကူနဲ့လက်ခံရရှိလိုက်တာမျိုးတော့မဟုတ်ကိုမှစီးပွားလုပ်ငန်းရှိရဆိုလို့ရှိရင်လိုအပ်နေတဲ့အချိန်မှာစီးပွားတက်သွားတာလိုအပ်နေတဲ့အချိန်မှာငွေတွေဝင်လာတာလိုအပ်နေတဲ့အချိန်မှာလုပ်ငန်းကတိုးမြင့်သွားတာတိုးချဲ့နိုင်သွားတာဒီလိုပုံစံမျိုးတော့မဟုတ်ဘယ်လိုမျိုးရှိသေးလဲဆိုရင်တော့တကယ်လိုအပ်နေတဲ့အချိန်မှာအလောက်ကိုင်ခွင့်လန်းအသက်တွေပွင့်သွားတာစီးပွားလမ်းကြောင်းအသက်ဝင်ငွေလမ်းကြောင်းအသက်တွေပွင့်သွားတာဆိုရဲဒီလိုဖြစ်နိုင်ခြေပုံစံဘောင်းစုံနဲ့ကိုလိုအပ်သောငွေသည်ကိုလိုအပ်တဲ့အချိန်မီအချိန်ကိုက်ကိုပဲစိတ်ပူပန်စရာပူလောင်စရာမလိုပဲနဲ့လက်ထဲကိုလက်ဝဲလက်ခံရရှိနိုင်တယ်အခုသင်ပေးမယ့်နီလန်းလေးကိုတော့ဆရာခက်တို့တွေ speak with money ငွေနဲ့စကားပြောနည်းလို့နာမည်ပေးထားတယ်ငွေနှစ်မျိုးကိုလေကျေးဇူးတင်စကားပြောရမယ်ငွေနှစ်မျိုးကဘာလဲဆိုရင်တော့ပထမငွေအမျိုးအစားသည်ဒီပစ္စုပန်တက်တဲ့ကိုလောက်ဝယ်ရှိနေတဲ့ငွေတွေကိုပြောပါတယ်ကိုယ့်ရဲ့ပတ်စံအိတ်ထဲကကိုယ့်ရဲ့ mobile banking တွေကကိုယ့်ရဲ့ဘဏ်စာအုပ်ထဲကကိုယ့်ရဲ့မိခင်တက်တာထဲကကိုယ့်အင်ဂျီအိတ်ကတ်ထဲကိုယ့်ဘောင်းမီအိတ်ကတ်ထဲကကိုယ့်ရဲ့ဒီစုဘူးထဲမှာဒီပစ္စုပန်တက်တဲ့မှာရှိနေတဲ့ငွေတွေကိုပထမငွေမျိုးစားလို့ပြောတာပါဒုတိယငွေမျိုးစားကပါလေဒုတိယငွေမျိုးစားခါကြတော့လေကိုယ့်ရဲ့ဘဝမှာသုံးဆွဲခဲ့ပြီးတဲ့ငွေတွေဒီနေ့မနက်မှာကိုသုံးဆွဲခဲ့ပြီးတဲ့ငွေမနေ့တုန်းကသုံးဆွဲခဲ့ပြီးတဲ့ငွေတနေ့တုန်းကသုံးဆွဲခဲ့ပြီးတဲ့ငွေရှေ့အပတ်ရှေ့တစ်လရှေ့နှစ်လရှေ့သုံးလရှေ့တစ်နှစ်ရှေ့နှစ်နှစ်ရှေ့သုံးနှစ်ရှေ့10နှစ်ဆိုတဲ့အဲ့ဒီပြီးခဲ့တဲ့အချိန်ကာလတွေကသုံးဆွဲခဲ့ပြီးတဲ့ငွေတွေကိုဒုတိယငွေမျိုးစားလို့ပြောပါတယ်အဲ့တော့ဘယ်လိုမျိုးကျေးဇူးစင်တကားပြောရမလဲဥပမာနဲ့တေချာမြင်တောင်ပြပေးပါမယ်ပထမငွေမျိုးစားကိုပတ်စံအေးလေးဖွင့်ကြည့်လိုက်တော့ပတ်စံထဲမှာ1000တန်တွေ့ရဆိုလို့ရှိရင်အော်ငါစီမှာလေဒီ1000တန်ရှိနေတဲ့အတွက်အယမ်းဝမ်းသာတဲ့အယမ်းကျေးဇူးတင်တယ်ဘဏ်ထဲတွားကြည့်လိုက်တော့ဘဏ်ထဲမှာပတ်စံ10သိန်းရှိတာတွေ့ရဆိုရင်အော်ငါဘဏ်စာအုပ်ထဲမှာလေပတ်စံ10သိန်းရှိတဲ့အတွက်ငါအယမ်းဝမ်းသာတဲ့အယမ်းကျေးဇူးတင်တယ်ဘောင်းမြေအိတ်ကက်လေးထဲမှာလေငွေ100တန်1ရွက်လောက်တွေ့ရဆိုရင်လေအော်ငါစီမှာဒီငွေ100ရှိနေတဲ့အတွက်အယမ်းဝမ်းသာတဲ့အယမ်းကျေးဇူးတင်တယ်ကိုယ့်ရဲ့ mobile wallet တွေကိုတခြားသောဘဏ်အကောင့်တွေစစ်ကြည့်လိုက်တော့လေ100ပဲတွေ့1000ပဲတွေ့10သိန်းပဲတွေ့သိန်း100ပဲတွေ့သိန်း1000ပဲတွေ့သိန်း1000ပဲတွေ့ကိုယ့်စီမှာအဲ့ဒီငွေတွေရှိနေတဲ့အတွက်ကိုအယမ်းဝမ်းသာတဲ့အယမ်းကျေးဇူးတင်တယ်လို့ပြောရမှာပြောတဲ့အခါမှာကိုယ့်ရဲ့စိတ်နှလုံးသားထဲကနေလှိုက်လဲခံစားချက်ပါရမယ်အော်ဒီငွေတွေရှိနေတဲ့အတွက်အယမ်းဝမ်းသာတဲ့အယမ်းကျေးဇူးတင်တယ်ဆိုတဲ့စကားကိုရင်ထဲနှလုံးအသေးတွေကဒီနှလုံးသားတွေကပေါ့နော်လှိုက်လဲခံစားချက်နဲ့ပြောရမှာဖြစ်ပါတယ်အဲ့လိုပဲဒုတိယငွေမျိုးအစားဒီနေ့မနက်လေးငါမနက်စာကိုကော်ဖီကိုမုံဟင်းကားလေးနဲ့1000မို့ငါစားခဲ့တယ်မနက်စာလေးဝယ်စားခဲ့တယ်အဲ့လိုဝယ်စားနိုင်ခဲ့တဲ့အတွက်အဲ့လိုသုံးဆွဲနိုင်ခဲ့တဲ့အတွက်
အယမ်းဝမ်းသာတယ်အယမ်းကျေးဇူးတင်တယ်မနေ့တုန်းကလေငါဟိုအိတ်ကလေးလှလို့လေတသိန်းဝဲနဲ့ငါဝယ်ခဲ့တယ်ငါအဲ့လိုမျိုးဝယ်နိုင်ခဲ့တဲ့အတွက်အဲ့လိုသုံးဆွဲနိုင်ခဲ့တဲ့အတွက်အယမ်းဝမ်းသာတယ်အယမ်းကျေးဇူးတင်တယ်အဲ့လိုမျိုးကိုယ့်အရှိတ်မှလေသုံးခဲ့ပြီးတဲ့စားဝယ်စားခဲ့တဲ့ဝယ်ခဲ့တဲ့လှူခဲ့တဲ့ပေးခဲ့တန်းခဲ့တဲ့ရှိသမျှသုံးဆွဲခဲ့သမျှတွေကိုလေကိုမှတ်မိတဲ့အရာတွေကိုပြန်တွေးပြီးတော့လေအဲ့လိုတွေသုံးဆွဲနိုင်ခဲ့တဲ့အတွက်အယမ်းဝမ်းသာတယ်အယမ်းကျေးဇူးတင်တယ်ဆိုပြီးတော့ကိုယ့်ရင်ထဲနှလုံးသားတွေကလှိုက်လဲခံစားချက်နဲ့ပြောရမှာဖြစ်ပါတယ်အခုလိုမျိုးငွေ2မျိုးကိုအာယုံပြုတ်ပြီးတော့လှိုက်လဲခံစားချက်နဲ့အယမ်းဝမ်းသာတယ်အယမ်းကျေးဇူးတင်တယ်လို့ပြောရတာဖြစ်ပါတယ်အဲ့တော့ဒီနီးလန်းကိုလေမနက်ကို15မိနစ်နေ့လယ်15မိနစ်ည15မိနစ်အဲ့လိုပုံမှန်လေးကိုပဲတကယ်အချိန်လေးတသက်မမှတ်နဲ့ဆရာခန်းတို့အခုပြောခဲ့တဲ့ပေးခဲ့တဲ့နီးလန်းအတိုင်းတသွေမတိန်တိကြကြလုပ်မယ်ဆိုရင်3ရက်ကနေ9ရက်ဆိုတဲ့ရက်တူလေးအတွင်းမှာကိုယ့်ရဲ့လက်ဝယ်လက်တွေ့ 3D wall မှာတကယ်ငွေပတ်စံစီးပွားလုပ်ငန်းဆိုင်ရာကြီးပွားမှုတိုးတက်မှုကောင်းသောပြောင်းလဲမှုအပြောင်းလဲကိုမျက်မြင်ကိုယ်တွေ့ကိုယ်တိုင်ခံစားရပါလိမ့်မယ်ဆရာခန်းရဲ့ဒီနီးလန်းတွေကိုလေတကယ်သင်ချင်တယ်ဆိုရင် online သင်တန်းလေးတစ်ခုလည်းရှိပါတယ်ဈေးလုံးဝမကြည့်ဘူးအဲ့ online သင်တန်းကလေတမန်ငါရှန်က online သင်တန်းတော့မဟုတ်ဆရာခန်းရဲ့ဒီ4နှစ်တာဆိုတဲ့အတွေ့အကြုံ client 101 session ပေါင်း1200ကျော်ဆိုတဲ့အတွေ့အကြုံကနေဆရာခန်းတို့ရွေးချယ်ထုတ်ထားတဲ့အကြီးမားဆုံးသောရလဒ်ကိုဖြစ်စေတဲ့ဉာဏ်စံနဲ့အပြောင်းလဲကိုဖြစ်စေတဲ့လိုချင်တဲ့ရလဒ်တွေ manifestation တွေကိုအစပေါင်းများစွာပုံမလွယ်ကူဉာဏ်စံစေတဲ့ energy 2ထိတ်တန်း2ခုနှစ်ခုကိုစုစည်းပြီးတော့တင်ထားပေးတယ်မြန်မာလိုတွေပဲတင်ထားပေးတယ်လွယ်ကူပုံစံနဲ့ပဲတင်ထားပေးတယ်အခုချက်ချင်း app ချက်ချင်းတက်ပြီးတော့ချက်ချင်းတင်ယူပြီးတော့ချက်ချင်းသုံးလို့ရတယ်အဲ့ဒီတင်နန်းကတင်နန်းကြေးပုံမှန်မူလ3,500,000ကျပ်ပါအခုဗီဒီယိုကိုချက်ချင်းလာအပ်မယ်ဆိုရင်တော့9,000ကျပ်နဲ့ရပါမယ်ကိုဘွားမှာရလက်ကြီးမားမားတွေဉာဏ်စံနဲ့အပြောင်းလဲတွေဉာဏ်စံလွယ်ကူတဲ့ manifestation တွေအောင်မြင်နေတယ်ဆိုရင်တော့အခုချက်ချင်းပဲဆရာခန်းတို့ရဲ့နီးစနစ်ဒီ tool တွေကိုတင်ယူလို့ရပါပြီ9,000ကျပ်ထင်နဲ့အခုချက်ချင်းပဲတင်ယူလို့ရပါပြီ